စိတ်ခံစားချက်အကျမ်းမြင်ပြောမယ်ဆိုရင်၃မျိုးရှိကိုယ့်ကိုယ်တတိထားကြည့်ကိုကြိုက်တာလေးနဲ့တွေးလို့ရှိရင်သို့မဟုတ်နေလို့ထိုင်လို့အဆင်ပြေလို့ရှိရင်ဒုက္ခဝေဒနာဆိုစိတ်ခံစားချက်ရှိနော်စိတ်ချမ်းသာတယ်ကိုချမ်းသာတယ်လို့ပြောကြဒုက္ခဝေဒနာအေးနေမကောင်းထိုင်မသာဖြစ်တာပဲဖြစ်စီတခုခုအဆင်မပြေတာပဲဖြစ်စီနော်ဒုက္ခဝေဒနာခံခက်တယ်စိတ်ပြည့်တယ်စိတ်မကောင်းဘူးစိတ်ညစ်တယ်ဆိုတာဖြစ်လာဒုက္ခဝေဒနာနော်စိတ်ချမ်းသာတာလည်းမဟုတ်ဘူးကိုချမ်းသာတာလည်းမဟုတ်ဘူးဈာစိတ်ထဲမှာခံစားချက်ပုံမှန်အနေအထားလေးတစ်ခုဖြစ်လို့ရှိရင်အဒုက္ခမဒုက္ခသို့မဟုတ်ဥပိ္ပခဝေဒနာလို့ခေါ်တယ်အကျဉ်းအားဖြင့်ပြောမှဆိုရင်လူတွေရဲ့စိတ်ခံစားချက်၃မျိုးအစင်ပြေနေရင်ဒုက္ခဝေဒနာအစင်မပြေရင်ဒုက္ခဝေဒနာပုံမှန်အတိုင်းဆိုရင်အဒုက္ခမဒုက္ခဝေဒနာအဲ့ဒီမှာလည်းပဲထပ်ခွဲတယ်ဒုက္ခကို2မျိုးခွဲလိုက်တယ်ကာယကဒုက္ခစေတသိကဒုက္ခစေတသိကဒုက္ခခန္ဓာကိုယ်အနေထိုင် comfortable ဖြစ်တယ်နေလို့ထိုင်လို့ကောင်းတယ်ကာယကဒုက္ခစိတ်ချမ်းသာတယ်သောမနတ happiness လို့ပြန်တယ်စိတ်ချမ်းသာတယ်ပျော်တယ်ဟုတ်ဒုက္ခမှာလည်းပဲထို့တူပဲလူကနေမကောင်းဘူးကြောအောင်တယ်နားကြိုက်တယ်သွားကြိုက်တယ်ကာယကဒုက္ခအေးစိတ်ညစ်တယ်စေတသိကဒုက္ခဒေါမနတလို့ခေါ်တယ်အဲ့ဒါလို့2မျိုးထပ်ခွဲပြီးတော့ဥပိ္ပခာလို့ဆိုတဲ့နောက်ဆုံးဟာကြတဲ့အခါကျတော့တစ်မျိုးတည်းပဲထားခံစားမှုမထင်ရှားတဲ့အရာလို့အဲ့တော့လူတွေရဲ့စိတ်ခံစားချက်သည်ဒုက္ခဒုက္ခအဒုက္ခမဒုက္ခဆိုတဲ့ပါဠိနဲ့ပြောမှဆိုရင်အခြေခံအပြင်3ခုရှိတယ်အဲ့ဒီ3ခုကိုဒုက္ခနဲ့ဒုက္ခကိုစိတ်ကာယကစေတသိက2ခုထပ်ခွဲလိုက်တဲ့အခါ2ခုစီခွဲလိုက်တဲ့အခါဝေဒနာဟာ5မျိုးဖြစ်သွားတယ်နော်လူတွေရဲ့တဏ္ဍာမှာစိတ်ခံစားချက်5မျိုးရှိတယ်လို့အဲ့ဒီ5မျိုးကိုအချင်းချုပ်ပြီးတော့ပြောကြည့်အောင်ဘုန်းကြီးတို့တွေကိုယ်စိတ်တိုင်းညဖြစ်နေတဲ့အခါမှာနေလို့ထိုင်လို့ကောင်းတယ်ပျော်ပျော်ရွှင်ရွှင်ရှိတယ်ဒုက္ခအစင်မပြေဘူးအလောကင်္ဂါစားအစင်မပြေဘူးတဝုနဲ့တဝုအစင်မပြေကြဘူးအဲ့ဒါမျိုးအစင်မပြေဖြစ်လာပြီဆိုရင်ဒုက္ခအစင်ပုံမှန်အနေထားနဲ့ဖြစ်နေပြီဆိုရင်အဒုက္ခမဒုက္ခခံစားချက်3မျိုးရှိအဲ့ဒီ3မျိုးပေါ်မှာအမှတ်တမဲ့နေလိုက်ကြမှတ်တမဲ့နေလိုက်ရင်ဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်ဒီရှင်းတတ်เสียကောင်းတဲ့ခုနကအစဉ်ပြေးပြီးစိတ်ချမ်းသာနေတဲ့အပေါ်မှာလူတွေဟာဗာစိတ်တွေဖြစ်တယ်ဒုက္ခယဝေဒနာယရာဂနုတယောအနုသေတိဒုက္ခဝေဒနာဖြစ်လို့ရှိရင်ဒါလေးကိုတွေ့တာမှုညနိုးမှုဆွလန်းမှုဆိုတာလေးကဝင်လာကိုယ်စိတ်တွေဒုက္ခဝေဒနာကိုလိုချင်တယ်တတ်မဲ့တယ်ဆိုတဲ့လောဘဖြစ်လာရာဂနုတယဝင်လာဒုက္ခယဝေဒနာယရာဂနုတယောအနုသေတိစိတ်ချမ်းသာကိုချမ်းသာဆိုတာလူတိုင်းကြိုက်တယ်စိတ်ချမ်းသာကိုချမ်းသာဖြစ်လိုက်တဲ့အချိန်လေးမှာချမ်းသာဒုက္ခကိုတရားနဲ့မရှိမှတ်မိဘူးဆိုလို့ရှိရင်ဘာဖြစ်တွေ့တာမှုတွေတတ်မဲ့မှုတွေရာဂတွေဖြစ်လာဒီလိုဆိုလို့အေးစိတ်ဆင်းရဲเสียနဲ့ကြုံတယ်ကိုယ်ဆင်းရဲမှုနဲ့ကြုံပြီဆိုရင်ဒုက္ခယဝေဒနာယပဋိက္ခဏုတယောနုသေတိအဲ့ဒီကြတော့ဒေါသဖြစ်တယ်ဒေါသဖြစ်တယ်စိတ်တိုးနေတယ်ဒေါသတွေဖြစ်တယ်ဒုက္ခဖြစ်လာရင်စိတ်တိုးတယ်ဒေါသဖြစ်တယ်အဲ့တော့သူကလည်းဒုက္ခဖြစ်တဲ့အပေါ်မှာစိတ်တိုးလာတဲ့အခါကျတော့စိတ်တိုးလာတော့ဒေါသထပ်ပြီးတော့ဖြစ်သွားတယ်ဒုက္ခမှာဒေါသကိန်းလာတယ်လို့ဆိုအဲ့တော့အကျင့်ကြီးပန်သွားတယ်ဒုက္ခဖြစ်တိုင်းရာဂဒုက္ခဖြစ်တိုင်းဒေါသ
ဒါကြီးကကိုယ့်ရင်ထဲမှာဒီတိုင်းပဲဖြစ်နေတော့လားအမြဲတမ်းပုံမှန်ဒါဖြင့်ဒီအစဉ်ပြေတာလည်းမဟုတ်ဘူးပုံမှန်အနေထားမျိုးဆိုရင်ဘာဖြစ်တော့ဆိုပုံမှန်အနေထားမျိုးကြတော့အမှန်မသိတော့ခံစိတ်ခံစားချက်ကိုအမှန်မသိဘူးဆိုတာကြတော့အဝိဇ္ဇာလို့ခေါ်တယ်ဒါကြောင့်မို့အဒုက္ခယမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတေယောနုတေတိဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ပုံမှန်နေထားဆိုလို့ရှိရင်မသိခြင်းဆိုတဲ့အဝိဇ္ဇာနုတေယကိန်းဆိုလိုတာကရာဂဒေါသမောဟဆိုတဲ့ဒီတရားတွေဟာဒုက္ခနဲ့တွေးလိုက်ရင်ရာဂဖြစ်တယ်ဒုက္ခနဲ့တွေးလိုက်ရင်ဒေါသဖြစ်တယ်ပုံမှန်အနေထားတဲ့ဆိုရင်အဝိဇ္ဇာဖြစ်တယ်ဆိုကိုယ်တဏ္ဍာမှာဘာတွေတိုးပွားနေတော့ဆိုစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့တိုးပွားလာတာဟာအကုသိုလ်တွေကြီးပဲဖြစ်နေအကုသိုလ်တွေတိုးပွားနေဒီအကုသိုလ်တိုးပွားတာအရှိန်အဟုန်နဲ့ကြီးမားစွာအခိုင်အမာတိုးပွားနေတာပဲဖြစ်တယ်ပေါ့ဒီလိုဆိုလို့တယ်နော်အဲ့တော့အဲ့ဒီစိတ်ခံစားချက်တွေကိုရှုမှတ်နိုင်မှမရှုမှတ်နိုင်ဘူးဆိုလို့ရှိရင်အခုတိုင်းပဲရာဂလာမယ်ဒေါသလာမယ်မောဟလာမယ်အခုဝင်လာတော့ဝင်လာတော့ဒါကြောင့်မို့လို့မဟာသတိပဋ္ဌာန်သုတ်မှာဆိုရင်ဝေဒနာနုပတနာဝေဒနာကိုရှု contemplation of feeling ဆိုဝေဒနာနုပတနာမြတ်စွာဘုရားကတည်တတ်ပေးထားစိတ်ခံစားချက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ခံစားချက်ကိုသဘာဝအတိုင်းသိအောင်ကြိုးစားလို့မြတ်စွာဘုရားဟောတာဘာကြောင့်စိတ်ခံစားချက်ကိုသိအောင်လုပ်ရတယ်လဲဆိုမသိပဲနေလို့ရှိရင်ရာဂဖြစ်မယ်ဒေါသဖြစ်မယ်မောဟဖြစ်အကုသိုလ်တွေကစက်တိုက်လိုက်လာအဲ့ဒီလိုအကုသိုလ်တရားတွေမဖြစ်ရအောင်မြတ်စွာဘုရားကဝေဒနာနုပဒနာဆိုတဲ့ကမ္မထာနဲ့တားဆီးပေးတာလားဖြစ်တယ်မို့အေးဝေရကူဆိုတဲ့ပုဂ္ဂိုလ်ဟာတပ္ပဝေဒနာတုဝိတာရာကိုဝိတာရာကိုသူဆိုလိုတာကဒုက္ခဝေဒနာဖြစ်ရင်လည်းပဲတွေ့တာမှုမရှိတော့ဒုက္ခဝေဒနာဖြစ်ရင်လည်းမုန်းတိမှုမရှိတော့အဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်လည်းပဲမသိဘူးဆိုတာမရှိဘူးအမှန်တိုင်းသိနေတယ်အဲ့ဒါကြောင့်မို့လို့ဒုက္ခဆိုတဲ့ခံစားမှုပဲခံစားစိတ်ခံစားမှုကပျော်ရွှင်ချမ်းမြေ့တဲ့စိတ်ခံစားမှုပဲဖြစ်စေဆင်းရဲတဲ့အလိုမကျတဲ့စိတ်ခံစားမှုပဲဖြစ်စေပုံမှန်စိတ်ခံစားမှုပဲဖြစ်စေသူဟာသဘာဝတရားကိုသိရှိနားလည်နေသည့်အတွက်ကြောင့်အဲ့ဒီပုံမှာတွေ့တာခြင်းမုန်းတီးခြင်းမသိခြင်းဆိုတဲ့အကုသိုလ်တရားတွေဝင်မလာတော့ဘူးဝင်မလာသည့်အတွက်ကြောင့်ဝေဒနာတွေပေါ်မှာပိုင်နိုင်နဲ့အသိဉာဏ်နဲ့ထိမ့်အုပ်ထိမ့်ချုပ်သွားနိုင်တယ်တပ္ပံဝေဒံအတိစ္ဆဝေဒကူသောစိတ်ခံစားချက်တွေအားလုံးပေါ်မှာလောဘဒေါသမောဟမဖြစ်အောင်ကြော်လွှားနိုင်ခဲ့တယ်ဒီကြော်လွှားမှုကအလွန်ခက်ခဲတယ်တမန်အားဖြင့်တော့မကြော်လွှားနိုင်ဘူးနော်တမန်အားဖြင့်မကြော်လွှားနိုင်ဘူးဒုက္ခဝေဒနာနဲ့တွေ့ရင်ရှင်းတတ်တယ်ဒုက္ခဝေဒနာနဲ့တွေ့ရင်စိတ်ဖြစ်တယ်ဟောရာဂဖြစ်မယ်ဒေါသဖြစ်မယ်ဒီလိုအဒုက္ခမဒုက္ခဝေဒနာနဲ့တွေ့ရင်မသိလိုက်ဘူးအဲ့ဒီအကုသိုလ်တရားတွေကိုမဖြစ်ရအောင်ဝေဒနာနဲ့ပတ်သက်ပြီးအစစ်မှန်ကိုသိပြီးရာဂဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေကိုလုံးဝကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်ကိုဝေဒကူလို့ခေါ်ပါတယ်ဒီအဓိပ္ပာယ်ကိုရှင်းပြလိုက်တယ်အဲ့တော့အဲ့ဒီအဆင့်ဟာဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့မှဉာဏ်နာဖြစ်လို့ရောက်မှဒီအဆင့်ကိုရောက်နိုင်တာတာမန်ပုဂ္ဂိုလ်တွေအနေနဲ့ဒီအဆင့်မရောက်တော့လည်းပဲဒီအသိဉာဏ်လေးကိုသိလိုက်ပြီဆိုလို့ရှိရင်ဝေဒကူရဲ့လမ်းကြောင်းကိုရှင်းရှင်းကြီးမြင်သွားတာပေါ့